အင်းစိန်ထောင်ထဲမှာနှစ်ရှည်လာများကြာနေပြီဖြစ်တယ်အမေယောကမဟုတ်တဲ့တရုတ်ဆောင်ရဲတိုက်ငလာပါဝက်ရှ်ဂရမန်ပရိသတ်ကြီးခမအမှုပညာလောကမှာထူးခြားစံပြတဲ့တရုတ်ဆောင်ချက်တွေနဲ့ပရိသတ်ရင်တွေကိုဆွဲကြံခဲ့ပြီးလက်ရှိချိန်မှာတော့အင်းစိန်ထောင်တွင်းမှာ9နှစ်ကျော်ကြာကျင်းပခံနေရတဲ့မင်းသားကြီးရဲတိုက်ကိုမှတ်မိကြအောင်ပဲထင်ပါတယ်ပြီးခဲ့တဲ့ဧပြီ17ရက်နေ့ကပဲသူ့ရဲ့42နှစ်မြောက်မွေးနေ့ကိုထောင်တွင်းမှာဖျက်ဆီးခဲ့ရပါတယ်ပရိသတ်တွေကလူငိမ့်ချမ်းသာခွင့်အမိန့်တွေထွက်လာတိုင်းမျှော်လင့်ခဲ့ကြပေမဲ့အခုဒီပါမလာသေးလို့စိုးရိမ်နေကြပါတယ်ဒါပေမဲ့အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရမင်းသားရဲတိုက်အတွက်အလုံးဝမ်းသာစရာကောင်းတဲ့အလှည့်အပြောင်းတွေရှိလာပါပြီသူဘယ်တော့ပြန်လွတ်လာမလဲထောင်တွင်းကျမရေးချင်းတွေကအောင်ဘယ်လိုရှိလဲအသေးစိတ်ကိုဆက်လက်ကြည့်လိုက်ရအောင်ဗျာမင်းသားရဲတိုက်ဟာပြီးခဲ့တဲ့2021ခုနှစ်ဧပြီလ3ရက်နေ့ကရန်ကုန်မြို့သမိုင်းလမ်းဆောင်မှာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာပါအကြမ်းမဖက်အာဏာဖီဆန်ရေးစီရီယံလှုပ်ရှားမှုတွေနဲ့ပတ်သက်လို့အင်တာဗျူးဖြေဆိုတာ Facebook ပေါ်မှာစာသားတွေတင်ခဲ့တာကြောင့်ပုံမှန်905ကကြီးနဲ့တရားစွဲခံခဲ့ရသလိုမယန်းကုန်းတရားရုံးကလည်းမူရည်စေဝါဥပဒေပုံမှာ16ကားငယ်နဲ့ထပ်မံတရားစွဲခံခဲ့ရလို့စုစုပေါင်းအလုံချမ်းနဲ့ထောင်ဒဏ်73နှစ်အထိချမှတ်ခဲ့ရပါတယ်အခုဆိုရင်ထောင်ထဲမှာ9နှစ်ကျော်ကုန်ဆုံးခဲ့ပါပြီထောင်ဒဏ်2နှစ်ခွဲသာကျန်တော့သည့်ဝမ်းသာစရာအလှည့်အပြောင်းဒီနေရာမှာပြည်သက်တွေအတွက်အားတက်စရာသတင်းကောင်းတစ်ခုရှိလာပါတယ်မင်းသားရဲတိုက်ဟာပြီးခဲ့တဲ့21ရက်နေ့နဲ့ကစုံလာပြည့်နေ့လူငိမ့်ချမ်းသာကွန်းတွေမှာဓာတ်ရိုက်လွတ်မလာခဲ့ပေမဲ့သူရဲ့ပြစ်ဒဏ်တွေကို6ပုံတပုံလျှော့ချပေးတဲ့ခံစား권ကိုနှစ်ကြိမ်တိုင်းရရှိခဲ့ပါတယ်သူရဲ့ရှေ့နေကြီးနဲ့နှီးဆက်သူတွေရဲ့အဆိုအရ905ကာကြီးအမှုကစစ်ကော်မရှင်ရဲ့ရှော့ပေါ်မှုထဲမှာပါဝင်ခဲ့ပြီးမူရည်စေဝါအမှု16ကန်းငယ်ကလည်းရှော့ရက်2ကြိမ်ရလိုက်တဲ့အတွက်အခုဆိုရင်မင်းသားရဲတိုက်ဟာထောင်ဒဏ်2နှစ်ခွဲခန့်သာကြာခံပူကြံပါတော့တယ်ရှော့ရက်တွေထပ်ရရင်ဒီထက်မကမြင်မြန်လွတ်လာနိုင်တဲ့အခြေအနေရှိနေပါတယ်အသက်အန္တရာယ်အထိစိုးရိမ်ခဲ့ရတဲ့ကျန်းမာရေးအခြေအနေတကယ်တော့ပြည်သက်တွေစိုးရိမ်ရဆုံးကသူ့ရဲ့ကျန်းမာရေးပါ2019ခုကပထမအကြိမ်ထောင်ကထွက်လာကြတဲ့ကရဲတိုက်ဟာစိတ်ကြယောဂခံစားခဲ့ရသူဖြစ်ပါတယ်2021ခုနှစ်ဒီဇင်ဘာလတုန်းကရင်းစိန်ထောင်ထဲမှာညဘက်အေးအေးပြက်ပြီးစိတ်ပိုင်းဆိုင်ရာဝေဒနာပြင်းထန်ခဲ့လို့ရုတ်တရက်နှလုံးရက်တာအသက်ရှူရက်တာမျိုးဖြစ်နိုင်လို့ရင်းစိန်ထောင်တွင်းမှာဆေးရုံအရေးပေါ်တက်ရောက်ခဲ့ရပါတယ်ဒါပေမဲ့အခုလက်ရှိမှာတော့သူ့ရဲ့ကျန်းမာရေးဟာတိတိကျကျတိုးတက်ကောင်းမွန်လာပြီးဆေးကိုအမြဲတမ်းတောက်စရာမလိုတော့ပဲလိုအပ်မှသာတောက်ရတယ်လို့သိရပါတယ်တွားရောက်တွေ့ဆုံခဲ့တဲ့အမာခံပရိသတ်တွေရဲ့အဆိုအရသူကျမ်းမှာပျော်ရွှင်နေပြီးအသားရည်လည်းဝင်းဝါဆိုပြနေတဲ့ဝိတ်ကတော့တမင်မချတာလို့ဆိုပါတယ်ပရိသတ်တွေနဲ့ပြန်တွေ့ရတော့မှမို့သူကိုယ်တိုင်လည်းပျော်ရွှင်နေပါတယ်လို့ပြောပြထားပါတယ်မင်းသားရဲတိုက်ဟာကျွန်တော်ကသရုံးမဆောင်ရရင်မနေနိုင်ဘူးလို့ပြောခဲ့ဘူးတဲ့အထိအမှုပညာကိုယူသွတ်သွတ်ဖြစ်ပြီးပရိသတ်ကိုတွေးစရာပေးမယ်ဇကားကောင်း60ကျော်ကိုပဲရွေးချယ်ရိုက်ကူးခဲ့တာပါသူထောင်ထဲရောက်နေတဲ့9နှစ်လုံးလုံးအမာခံပရိသတ်တွေကထောင်ဝင်စားမပြတ်မကွက်ပေးပို့ခဲ့ကြသလိုသူပြန်ထွက်လာရင်သုံးဆွဲနိုင်အောင်ရန်မုံငွေတွေပါစုဆောင်းပေးထားကြပါတယ်ကဲဝက်ရှ်ဂရမန်ရဲ့ပရိသတ်တို့ရောမင်းသားရဲတိုက်ရဲ့တကြောပြန်အမှုပညာအလုပ်တွေကိုပြန်မြင်ချင်ကြပြီလားသူထောင်ကလွတ်လာရင်ဘလို့စကားမျိုးတွေနဲ့ပရိသတ်ရှစ်ပြန်ရောက်လာမလဲအကိုတို့ရဲ့ထင်မြင်ချက်တွေကိုကောမန့်မအောင်ရောက်ဆွေးနွေးပေးခဲ့ကြပါအခုလိုထူးခြားစံပြတဲ့မြန်မာအမှုပညာရှင်တွေရဲ့လျှို့ဝှက်စမ်းကြတဲ့ဘဝစကြောင်းတွေကိုသိရှိနိုင်မှုကျွန်တော်တို့ရဲ့ Watch Your Grammar Channel လေးကိုလည်း Like and Subscribe လုပ်သွားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ